မင်္ဂလာပါရှိုင်းကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ progressive overload အကြောင်းဆွေးနွေးချင်တယ်ပေါ့နော်ကျွန်တော်တို့မာဆယ်တစ်ခုကျွန်တော်တို့တိစောက်တဲ့အခါမှာကြွက်သားတွေပို့ပြီးပေါ့နော်မာဆယ်တူးတွေပို့ပြီးကြီးထွားဖို့နောက်ပြီးကျွန်တော်တို့ဒီခွန်အားတွေတိုးဖို့ပေါ့နော်ခွန်အားတွေတိုးဖို့ရယ်နောက်ပြီးကျွန်တော်တို့ဒီအယိုးသိပ်သီးစားတွေဒီချက်ပို့ပြီးတော့ကောင်းလာအောင်ပေါ့နော်စီဝါဖြစ်စင်တွေနောက်ပြီးကျွန်တော်တို့ကြွက်သားဖြက်စီးနှုံးတွေပေါ့ခြုံပြောရရင်တော့ကျွန်တော်တို့ဒီခွန်အားဖြစ်တယ်ကြွက်သားတူးတွေတိုးတယ်ပေါ့နော်မာဆယ်မြန်ကြီးတယ်ပေါ့ဒီ progressive overload ဆိုတာကဆိုတော့ကျွန်တော်တို့ဒီ progressive overload ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီတာမန်ကစားနေကြအကျဉ်းရည်အကျော်ရည်အလေးကနေပြီးတော့ကျွန်တော်တို့အလေးတိုးမယ်အကျဉ်းရည်တိုးမယ်အကျော်ရည်တိုးမယ်နောက်ပြီးနားချိန်ကြီးရှော့ချတယ်ပေါ့နော်ဒါကရေဘူးရခြုံပြောတာပေါ့ဥပမာကျွန်တော်တို့ဒီ progressive overload မှာမိတ်ဆွေကဒီ9ပေါင်2တုံးနဲ့ချက်ပရက်ကိုတွန်းတယ်ပေါ့နော်9ပေါင်2တုံးကပုံမှန်10ချိန်ပဲတွန်းနေထားလိုက်ပေါ့နော်10ချိန်တွန်းထားတယ်ဒါပေမဲ့ကျွန်တော်တို့ပေါ့သွားပြီဆိုကျွန်တော်တို့က12ချိန်တိုးပေးတာမျိုးဒါအချိန်ကြီးတိုးတာပေါ့နော်ဒါလည်း progressive overload ပဲနောက်တစ်ခုကျွန်တော်တို့ကအချိန်ကြီးကိုမတိုးဘဲနဲ့ဒီ9ပေါင်2တုံးကို10ချိန်တမယိုးချ10ချိန်ကစားနေရင်လည်းကျွန်တော်တို့ပေါ့လာပြီဆိုရင်9ပေါင်ဒါမှမဟုတ်ရင်10ပေါင်ပေါ့နော်10ပေါင်ကိုအလေးတိုးပြီးကစားတာမျိုးဒါလည်း progressive overload ပဲနောက်တစ်ခုကတော့ကျွန်တော်တို့နားတဲ့အချိန် short ချတာပေါ့ဥပမာကျွန်တော်တို့ဒီမိတ်ဆွေက9ပေါင်2ပုံ9ပေါင်2တုံးနဲ့ချက်ပရက်တွန်းနဲ့ပုံမှန်တကြောနဲ့တကြောချာနားချိန်ကစက္ကန့်40ဒါမှမဟုတ်45စက္ကန့်ရှိရဆိုရင်ကျွန်တော်တို့ကရှေ့ကိုတိုးပြီးတော့စက္ကန့်30လောက်ပဲနားပြီးတော့နောက်တစ်ကြောကိုပြန်ပြီးတော့ကူးပြီးကစားတာမျိုးပေါ့နော်ဒါမျိုးတွေကကျွန်တော်တို့ progressive overload လို့ခေါ်ပါတယ်ဒီ progressive overload ကကျွန်တော်တို့အလေးဝန်တိုးလေ့ကျင့်ခန်းပေါ့နော်အဓိကခြုံပဲနော်ဒီလေ့ကျင့်ခန်းကကျွန်တော်တို့ဒီ muscle တိဆောက်တဲ့လူတွေ muscle ကြီးထွားခြင်းတဲ့လူတွေအတွက်အရန်ရေးပါတယ်ပေါ့နော်စောစောကကျွန်တော်အရှိမပြောခဲ့သလိုပဲကြွက်သားဒုတွေကြီးထွားလာတယ်နောက်ပြီးခွန်အားတွေတိုးလာတယ်အယိုးသိပ်သီးစားတွေကောင်းလာတယ်နောက်ပြီးကျွန်တော်တို့ဇီဝဖြစ်စဉ်ပေါ့ကြွက်သားများများဖြည့်ဆည်းပေးတာပါအဓိကသူကပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီကောင်းကျိုးတွေပြောပြီးဆိုရင်တတိထားစရာလေးပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်တွေရဲ့ထုံးစံအတိုင်းပဲနားယူချိန်ပေးပါပေါ့နော်ကစားတဲ့ချိန်မှာကျွန်တော်တို့ကောင်းကျွန်တော်တို့ကြွက်သားတွေ recovery ပြန်ဖြစ်ဖို့အတွက်ကအနားယူချိန်ကိုလုံလောက်အောင်ပေးပါနောက်ပြီးတော့ကျွန်တော်တို့ဒီ progressive overload လုပ်တဲ့ချိန်မှာမိတ်ဆွေကအလေးဝန်တိုးတာပဲဖြစ်ဖြစ်အချိန်ရီတိုးတာပဲဖြစ်ဖြစ်အကျော့ရီတိုးတာပဲဖြစ်ဖြစ်လုပ်တဲ့ချိန်မှာဖြည်းဖြည်းမှန်ပေါ့နော်မိတ်ဆွေတိုးနိုင်တဲ့လောက်လေးကနေဖြည်းဖြည်းချင်းတစ်ဆင့်ချင်းတိုးတာအကောင်းဆုံးပေါ့နော်အန်တီရဲ့ကင်းဆုံးမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဥပမာ9ပေါင်အလေးကပေါ့သွားလို့မျိုးကျွန်တော်တို့က15ပေါင်တန်းတွန်းလိုက်တယ်ဆိုရင်နိုင်တယ်ဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်မနိုင်တဲ့အချိန်မှာကျွန်တော်တို့ကဘာတွေဖြစ်လာလဲဆိုတော့ဒီအယိုးတွေ injury ထိသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒီ muscle တွေ injury ဖြစ်သွားရင်ကျွန်တော်တို့မိတ်ဆွေတို့ဂျင်ကစားနေတယ်ဆိုရင်သိမှာပါinjury တစ်ခုကဖြစ်သွားပြီဆိုရင်ခဏပြန်ပေါ်တတ်တယ်ပေါ့နော်စိတ်အနောက်ဘယ်လိုပြောလဲစိတ်ကိုအနောက်ရှက်ပေးတယ်ဂျင်ကစားတဲ့အချိန်မှာဒါကဂျင်ကစားတဲ့လူတွေတော်တော်များများသိပါတယ်ဆိုတော့ကျွန်တော်တို့ဒီ progressive overload ကိုဘယ်လိုကောင်းသုံးချရမလဲဆိုရင်ပထမဆုံးမိတ်ဆွေဒီ record လုပ်ထားပါတော့ကျွန်တော်ပြောလို့ငါဒီ bicep ပေါ့နော် bicep ကိုတန်းပဲသုံးမယ်ဘာပဲသုံးမယ်ရတယ်ဒါပေမဲ့ဘယ်လောက်အလေးချိန်သုံးလဲဘယ်နှချိန်သုံးလဲနားချိန်ငါရောတကြောနဲ့တကြောချာမှာဘယ်လောက်နားလဲဒါမျိုးလေးတွေ record လုပ်ပေးထားပါတော့အဲ့ record လုပ်တဲ့အခါမိတ်ဆွေတို့ဒီတိုးတက်မှုကိုအရန်ထောက်ကူပြုတယ်progressive overload လုပ်ဖို့အတွက်ကလည်းဒီ record တွေရှိမှလုပ်လို့ရအောင်ပေါ့နော်ဥပမာမိတ်ဆွေကဒီ chapter ကိုတော့နေ9ပေါင်နဲ့တွန်းလိုက်တော့နေ10ပေါင်နဲ့တွန်းလိုက်တရက်မှာ10ချိန်တွန်းလိုက်နောက်တစ်ကြောမှာ12ချိန်တွန်းလိုက်နောက်တစ်ကြောမှာ8ချိန်တွန်းလိုက်အဲ့လိုမျိုးကြီးလုပ်တဲ့ဒီအလေးကတူတယ်ပေါ့နော်အချိန်ယူကိုဟိုအမျိုးမျိုးပြောင်းကစားလိုက်ပြီဆိုရင်ကျွန်တော်တို့ record လုပ်ရတာခက်တယ်အဲ့ကြောင့်မိတ်ဆွေကဥပမာ9ပေါင်နဲ့10ချိန်3ကြောကစားမလား9ပေါင်နဲ့10ချိန်4ကြောကစားမလားအဲ့တော့လေး record လုပ်ထားဒါပြီးရင်ကျွန်တော်တို့ကဖြည်းဖြည်းချင်းမိတ်ဆွေ training တွေမှန်လာပြီဆိုရင်ကျွန်တော်တို့ progressive overload လုပ်တော့မယ်အလေးဝန်တိုးတော့မယ်ဆိုရင်စောစောကကျွန်တော်ပြောသလိုပဲအချိန်ယူတိုးမှလားဒါမှမဟုတ်ရင်အလေးကိုပဲထပ်ပြီးတိုးမှလာပေါ့နော်အဲ့ဒါမျိုးလေးတွေကျွန်တော်တို့လုပ်ရတာကူးပြောင်းရတာလွယ်တယ်ပေါ့မဟုတ်ဘူးဆိုရင်မိတ်ဆွေတို့ဒီကျွန်တော်တို့ record လုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ကိုကစားတဲ့အလေးချိန်အချိန်အကြော့ရေးနားတဲ့အချိန်တေချာဂယူးတစ်စိုက်မရှိဘဲနဲ့ပေါ့နော်ဒီတိုင်းမျိုးကြီးချိန်ထဲမှာကစားလိုက်ပြီဆိုရင်ဒီအလေးဝင်တိုးတဲ့ချိန်မှာတိုးလို့မရဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေကတက်တက်မှတ်ထဲမရှိလို့ပေါ့နော်ဒါလေးသတိထားစေချင်တယ်ဒီကျွန်တော်တို့ progressive overload လုပ်မဲ့မိတ်ဆွေတွေက
ကိုလက်ရှိကိုကစားနေတဲ့အချိန်ကြီးအကြော်ကြီးအလေးနားတဲ့အချိန်တွေကိုတေချာလေး view design မှတ်ထားပါနော်မှတ်ထားပြီးတော့မှနောက်တစ်ဆင့်တိုးရမယ်ဆိုရင်လည်းကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်နဲ့ကျွန်တော်တော့ဟို2ပေါင်ပေါ့နော်ကီလိုနဲ့ဆိုရင်တော့1 kg ပေါ့sorry 1 kg ဟုတ်တယ် kg နဲ့ဆိုရင်1 kg 2 kg အဲ့လောက်ကအသင့်တော်ဆုံးပေါ့ထပ်တိုးတာအဲ့ထဲမှာကကျွန်တော်တို့ပြောတဲ့စောစောကျွန်တော်ပြောလို့ပေါ့နော်မနိုင်ဝန်ကြီးကိုထပ်ပြီးတော့ကျွန်တော်တို့ကမြန်မြန်ကြီးကျင်နေဆိုပြီးတော့အလေးကြီးကိုစွတ်တိုးလိုက်တယ်အကျဉ်းကြီးကိုစွတ်တိုးလိုက်တယ်အဲ့ဒါမျိုးလုပ်လိုက်တယ်ဆိုရင်မိတ်ဆွေတွေဆိုးချိုးတွေနဲ့ထိနိုင်လာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဒါကြောင့်မို့ကျွန်တော်တို့ဒီ progressive overload ကကျွန်တော်တို့ကြွသားတိဆောက်တဲ့လူတွေအတွက်အရန်ရေးပါတယ်ဒါပေမဲ့တတိလေးထားမယ်ဖြည်းဖြည်းမှန်မှန်လေးနဲ့တိုးတာကပိုကောင်းပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ video file ကိုကျွန်တော်တို့ပြန်ပြီးချုပ်ပါရင်ဒီ video file ကကျွန်တော်တို့အဓိကရည်ရွယ်ချက်ကကြွသားဒုတွေပို့ကြည့်ဖို့နောက်ပြီးကျွန်တော်တို့ကြွသားခွန်အားတွေတိုးဖို့အယုတ်သိသီးစားတွေကောင်းဖို့ပေါ့နော်ဒီထက်ပိုပြီးကောင်းဖို့နောက်ပြီးကြွသားဖြိုခွင်းအားဖြက်စီးအားတွေပိုပြီးတော့များများလုပ်နိုင်ဖို့ပေါ့နော်ဒီခန္ဓာကိုယ်စီဝါဖြစ်စဉ်ကဒီ progressive overload ကိုကစားပေးကြရတယ်ပေါ့နော်မဖြစ်မနေကစားပေးကြရတယ်ကစားတဲ့အချိန်မှာလည်းကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်နဲ့တစ်ဆင့်ချင်းတိုးသွားတာက safe ဖြစ်တယ်နောက်ပြီး anti-again ဒါအတူတူပေါ့နော် anti-again နဲ့နောက်ပြီး reset တွေကိုမြန်မြန်ရောက်တယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ progressive overload တွေကိုမိတ်ဆွေတွေကိုစံကစားကြည့်စီခြင်းနဲ့အိမ်မှာပဲဖြစ်ဖြစ်ဂျင်မှာပဲဖြစ်ဖြစ်ပေါ့နော်အထူးသဖြင့်အိမ်မှာကစားနေတဲ့လူတွေအတွက်ပြောပေါ့ဘာဖြစ်လို့လဲဆိုတော့ဂျင်မှာကစားနေတဲ့လူတွေတွေကအလေးတွေပေါ်တယ်အိမ်မှာကစားနေတဲ့လူတွေကကျွန်တော်တို့ဥပမာထိုင်တာဒီ squat ပေါ့နော် full squat ကိုကျွန်တော်တို့ပုံမှန်တမယုတ်ကျ12ချိန်ကနေထိုင်နေဆိုရင်အခုလက်ရှိမိတ်ဆွေ12ချိန်ပဲထိုင်နေရဆိုရင်15ချိန်ထိတိုးပေးတာမျိုးပေါ့နော်10ချိန်ထိုင်နေတဲ့မိတ်ဆွေက12ချိန်ထိတိုးပေးတာမျိုးနောက်ပြီးရင်ကျွန်တော်တို့က10ချိန်3ကြော့ဆိုရင်မိတ်ဆွေက12ချိန်4ကြော့အဲ့လိုပုံစံမျိုးလေးတွေတိုးပြီးတော့ကစားပေးလို့ရတယ်ပေါ့နော်အိမ်မှာကစားနေတဲ့ဒီအလေးမပါဘဲနဲ့ကစားနေတဲ့မိတ်ဆွေတွေကလည်းပေါ့နော်ဒီ progressive overload ကိုဆိုတော့ကျွန်တော် video file ရဲ့အနည်းချုပ်အနေနဲ့ဘယ်ကစားနည်းပဲဘယ်လိုပဲကစားကျွန်တော်တို့အခုကနီလန်းနေknowledge တွေနောက်ပြီး technique တွေကိုပြောပြတာ sharing လုပ်တာပဲရှိတာပေါ့နော်တကယ်လုပ်တယ်ဆိုရင်မိတ်ဆွေတို့ဒီနီလန်းနေဒီ technique တွေ sharing တွေကို live ပြီးမှတ်ပြီးတကယ်လက်တွေ့အသုံးချတယ်ဆိုတော့ညလဲကျွန်တော်တို့အနားယူတာစားတာရဲ့အနားယူတာရဲ့မပါဘဲနဲ့ကျွန်တော်တို့ချက်သားတွေကကြီးထွားဖို့မဖြစ်နိုင်ဘူးပေါ့နော်ခန္ဓာကိုယ်ချိန်မှုအတွက်ကနှောင်နေတယ်နောက်ပြီးရင်ကိုလုံးတလောက်မထိရောက်ဘူးဆိုရင်ကျွန်တော်တို့ဒီအစားတောက်တွေအနားယူတာတွေကိုလည်း view site ပေးတင်ပါတယ်နောက်ပြီးရင်ရှင်များများတောက်ပေါ့နော်ဒီဟာတွေကအများအားကျွန်တော်တို့သတိပေးတယ်ဆိုတာကဒါတွေကမဖြစ်မနေအရေးကြီးလို့ပေါ့နော်ကျွန်တော်တို့ကအခုကဒီနီလန်တစ်ခုချင်းစီကိုမိတ်ဆွေတို့ချပြဆွေးနွေးပေးတယ် technique တစ်ခုချင်းစီကိုချပြဆွေးနွေးပေးတယ်ဒါကျွန်တော်တို့ကတစ်ထိုင်နဲ့အကုန်လုံးပြောရင်တော့ပြောလို့မကုန်ဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့လည်းနောက်ထပ်ထပ်ပြီးတော့လေ့လာစရာလည်းဘယ်ပညာရဲ့အနေနဲ့မကုန်တယ်လို့မရှိဘူးပေါ့ဒါကြောင့်မို့ကျွန်တော်တို့သိထားသမျှထပ်ပြီးလေ့လာထားသမျှဒီပညာတွေ knowledge တွေကိုကျွန်တော်အမြဲတစေကျွန်တော် channel လေးကအခုလိုပဲကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်တယ်မိတ်ဆွေတို့လည်းအခုကျွန်တော် video file လေးတွေကမိတ်ဆွေတို့တခုခုအကျိုးရှိတယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ရသေးရင် subscribe လေးလုပ်ထားပေးခဲ့ကြပါဦးနောက်ပြီးဒီ video file လေးကိုကြိုက်နေတဲ့ဆိုရင်လည်း like and comment လေးတွေပေးခဲ့ကြပါဦးလို့ကျွန်တော်မေတ္တာရပ်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်